များကြီးပြင်ပါတယ် ကျွန်တော်ကမန်လေးအိမ်ရောက်နေပါတယ်အဲ့တော့ကျွန်တော်မန်လေးကနေနဲ့ဆိုရင်ကျွန်တော်ဖြူးလွန်သွားပါမယ်ဖြူးလွန်မှာကျွန်တော်မနက်စာစားပါမယ်ပြီးကျွန်တော်ဒီအနီးစကန်ကိုပြန်လိုက်ကျွန်တော်တက်တူရိုင်းကိုကျွန်တော်လမ်းလျှောက်သွားပါမယ်ထင်းနေပါမယ် ဟယ်လိုအခုပထမပလန်တိုင်းမှာကျွန်တော်တို့ view လင်းသွားပါပြီ မနက်စာစားမယ်ဆိုင်ရောက်ပါပြီအဲ့တော့ကျွန်တော်မနက်စာစားပါမယ်ဒါပြီးမှကျွန်တော်ဒီစကန်ကိုပြန်ပြီးမှကျွန်တော်တက်တူရိုင်းသွားမှာပါကျွန်တော်ခုမနက်စာစားတာပြီးသွားပြီဆိုတော့ကျွန်တော်တက်တူရိုင်းကိုဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်သွားလိုက်အောင်ကျွန်တော်ခုတက်တူရိုင်းကိုရောက်ပါပြီကျွန်တော်ဒီကနေနောက်ထပ်ပြောပြ45မိနစ်လောက်အောက်ကိုလမ်းလျှောက်ဆင်းရမှာပေါ့နော်အဲ့တော့ကျွန်တော်အထုပ်ကအရန်များဖြစ်တယ်ဆိုတော့အထုပ်တွေကို short နေပါတယ်ကင်မရာနဲ့ battery နဲ့လိုရာရောပဲကျွန်တော်တဲသွားမှာပါအခုကျွန်တော်ဒါနောက်လမ်းတစ်ခုပေါ့နော်ခုနကဒီကလမ်းပြညီမလေးပြောတာကြောင့်ဒီလမ်းတိုင်းဆင်းသွားရင်အောက်ရည်တုံးတွေ့ရမှာဟုတ်တယ်မလားတစ်ဆင့်နဲ့ရောက်မှာပေါ့ဟိုမှာနောက်တောလမ်းရှိရယ်ဒီကသွားရင်တော့နောက်ထပ်3ဆင့်ပေါ့နော်အဲ့တော့ကျွန်တော်လည်းရားချင်တယ်ဒီဘက်ကသွားပါမယ်ရိုင်းပြင်ပါတယ်ရတယ်ကိုကြီးအခုကျွန်တော်ရောက်နေတာဒါတတိယဆင်းရဲ့အပေါ်ထပ်ပေါ့နော်အခုဒီဘက်မှာကြည့်လိုက်ရင်ကျွန်တော်ဟိုဘက်အောက်ကိုမြင်နေရတယ်ဓာတ်တော်ကြိုက်မှာပဲပြန်လမ်းမှာပေါ့နော်ကျွန်တော်အပြန်အောင်ဖိုက်ကင်နဲ့ပြန်ပါမယ်မန်လေးဆင်းတော့ okay ဟုတ် yeah that's it မိုက်ပါတယ်အရင်ကြီးကိုကျွန်တော်ကြိုက်တယ်